အားလုံးပဲမင်္ဂလာပါရှင်သမီးရမန္တလေးတိုင်းဒေသကြီးရမဲသိန်းခရိုင်ရမဲသိန်းမြို့နယ်ရွှေသားရွှေကုန်းဘုရားကုန်းကျွေးရနေပေါင်းစုမြင့်တဲ့ဗုဒ္ဓဝင်းပြိုင်ပွဲကြီးတွင်ပါဝင်တင်နန်းသူလေးမတ်ကျဲဘူးလင်းဖြစ်ပါတယ်ရှင်အုပ်စုနံပါတ်3ပါဗျာသေချာနားတော်မှာမေဝနံပါတ်1ဖရာလောင်းတော်ဖွားမြင်ပြီးနောက်ဗနေရမြောက်တွင်တိတ်တထဟုအမိကင်ပွန်းတက်ခဲ့ပါသနည်းဖြေပါ9ရက်မြောက်ပါဗျာမေဝနံပါတ်2ဖွားဘက်တော်အာနန္ဒာမင်းသား၏ဖခင်သည်မြည်သူနည်းဖြေပါမေးပါဗျာဗျာမေခွန်းနံပါတ်1ဖွားဘက်တော်အာနန္ဒာမင်းသား၏ဖခင်သည်မြည်သူနည်းဖြေပါတုတ်ပါဗုဒ္ဓဗျာမေခွန်းနံပါတ်3သတ္တတရားလွန်ကဲခြင်း၌ဣတရက်ရရှိတော်မူခဲ့သောမထေဤဘွဲ့တော်ကိုပြောပြပါပြန်ပြီးပါဗျာမေခွန်းနံပါတ်3သတ္တတရားလွန်ကဲခြင်း၌ဣတရက်ရရှိတော်မူခဲ့သောမထေဤဘွဲ့တော်ကိုပြောပြပါသင်္ကာလကမာတုထေရီပါဗျာမေခွန်းနံပါတ်4မြတ်စွာဘုရားရှင်20ဝါမြောက်ကိုမြည်သည့်ကြောင်း၌ဝါဆိုဝါကပ်ခဲ့ပါသနည်းဖြေပါဒါဆိုကြိုပြီးဝေလူအောင်မကြောင်းပါဗျာမေခွန်းနံပါတ်5သနှလုံးစင်ရာ၌ရှေ့သကိုမြည်သည့်အသက်တန်ထွက်ရပါမည်နီဖြေပါတာတတ်ပါဗျာမေခွန်းနံပါတ်6သားတို့သမီးတို့ပညာသင်အရွယ်မှာဆရာကောင်းရှိရာ When Education Center ကဲ့သို့သောကျောင်းမှာနေရခြင်းသည်မြည်သည့်မင်္ဂလာမြည်ပါသနည်းဖြေပါပฏิရူပဒေသဝသောစာပါဗျာမေခွန်းနံပါတ်9ကံဤအကျိုးကိုယုံကြည်၍အလူကံပုဂ္ဂိုလ်တို့အားပေးလူခြင်းကိုမြည်သည့်ဒါနဟုခေါ်ပါသနည်းဖြေပါတတ္တဒါနဟုခေါ်ပါသည်ဗျာရပါပြီ